にちは皆さんにねソルションの N3 ပေါ့နော် N3 新幹線マスターရဲ့ဘုံ programmer လေးကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့အခန်း1ပေါ့နော်အခန်း1 ICA ကနေစမယ်ပေါ့ဆိုတော့သူတို့ဒီအခန်းကတော့တူခိဒီအချိန်တော့အခါပေါ့နော်တော့အခါ N4 တော့ဆိုရင်တော့တော့အခါဆိုမှအချိန်အခြေအနေအဲ့လိုဟာမျိုးဖြစ်တဲ့ဟာကိုဖော်ပြတဲ့အချိန်မှာသုံးတဲ့အခန်းပေါ့ဟုတ်နံပါတ်1ကဥချိနေတဲ့ဥချိနေဆိုတာကမြန်မာလိုအဓိပ္ပာယ်ပြန်ကြည့်ရရင်ဆိုလို့ရှိရင်တော့စင်တော်တွင်ပေါ့နော်စင်တော်တွင်လို့ပြန်ကြည့်ရရတယ်ဒါပေမဲ့သူ့ရဲ့သူ့ရဲ့အစိတ်ဆူဆူခုပေါ့ဆက်သွယ်ပုံလေးကိုတွားကြည့်လိုက်မယ်အကြမ်းမဲ့သူက noun not ဥချိနေနောက်တစ်ခါ bad dictionary ဥချိနေ bad dictionary ဥချိနေပြီးရင် bad day ဥချိနေ bad night ဥချိနေနောက်က e adjective you form ပေါ့နော် you form မှာဥချိနေနဲ့တွေ့ရပေါ့ဆိုတော့သူကဘယ်လိုချိန်ဒီမှာသုံးလဲဆိုတော့ဖြစ်ရနှစ်ခုရှိမယ်အချိန်ဖြစ်နှစ်ခုရှိမယ်ဥပမာပြောမှာဆို A ဖြစ်ရ B ဖြစ်ရရှိမယ်ပေါ့အဲ့ခါကျရင် A ဖြစ်ရမပြောင်းခင်မှာဒီဖြစ် B ဖြစ်ရကိုလှုပ်ထားမယ်ပေါ့ဆိုတော့အချိန်ဒီတစ်ခုမပြောင်းလဲသွားခင်မှာပဲဒီနောက်ကိစ္စရတစ်ခုကိုလှုပ်ထားလိုက်မယ်ဆိုတော့အဓိပ္ပာယ်မျိုးပေါ့နော်အဲ့လိုမျိုးမှာသုံးတယ်အဲ့တော့ ribbon လေးကိုရင်တော့ဖတ်ကြည့်မယ်ပို့မှတ်နားလဲသွားအောင်ပေါ့နော်ဆိုတော့နံပါတ်1မှာ Nihon ni iru uchi ni ichido Fujisan ni nobate mitaiဆိုတော့ Nihon ni iru uchi ni ရဲ့ဒီဂျပန်မှာနေစဉ်တော့တွင်ပေါ့နော်ဂျပန်မှာနေစဉ်တော့တွင် ichido တစ်စိမ့်တစ်ခါလောက်ပဲဖြစ်ဖြစ် Fujisan ni ဆိုတော့ဒီ Fuji တောင်ပေါ့နော် Fuji တောင်ကိုတက်ကြည့်ခြင်းနဲ့ဆိုတော့ပြောထားအဲ့တော့ဒီဂျပန်မှာနေစဉ်တော့တွင်ပေါ့ဂျပန်မှာနေစဉ်တော့တွင်ဂျပန်ကနေမပြောင်းခင်ပေါ့နော်မပြောင်းခင်မှာကိစ္စရတစ်ခုမပြောင်းလဲခင်မှာဒီFuji ဆန်ကိုတက်ကြည့်မယ်ပေါ့ Fuji ဆန်ကိုတက်ကြည့်ခြင်းနဲ့ဆိုမှပြောထားပေါ့ဆိုတော့နံပါတ်2ကကြတော့ hi ice cream ရေခဲမုံနဲ့ဟုတ်ကဲ့ဒီမှာရေခဲမုံပါဆိုမှတိုခဲနိုင်ဥချီနီဟာယာကုဒါပဲတဲ့ကိုသားဆိုင်နေဒါပဲတဲ့ကိုသားဆိုင်နေတယ်ဆိုမှအရေးမပြောခင်ရေခဲမုံကိုစားလိုက်ပါတယ်ဆိုတော့ကိစ္စရတစ်ခုမဖြစ်ခင်ဒီကိစ္စရတစ်ခုကိုနောက်ကိစ္စရတစ်ခုလှုပ်ထားလိုက်မယ်ပေါ့လို့ပုံစံမျိုးဆိုတော့ရေခဲမုံအရေးမပြောခင်မှာဒါကိုမြန်ပေါ့ကိုအောင်စားလိုက်ပါတယ်ဆိုမှပြောအောင်နောက်တစ်ခါနံပါတ်3ကအာကာရူဤဥချီနီနီဝါနော့ဆိုဂျီကိုရှတေရှိမာအိုဆိုတော့လင်းနေစဉ်တော်တွင်းမှာပဲဒီခြံပေါ့နော်ခြံရဲ့တန်ရှင်ကိုခြံပတ်လေပေါ့တန်ရှင်ကိုလှုပ်လိုက်ရအောင်လို့ဆိုမှပြောထားမောင်သွားခင်ပေါ့နော်လင်းနေစဉ်တော်တွင်းမှာပဲတန်ရှင်လှုပ်လိုက်ကြအောင်ပေါ့ဒါဆိုရင်နားလည်မယ်လို့ထင်တယ်ပေါ့နော်ဒီဥချိနီရဲ့ A ပေါ့ပထမအဓိပ္ပာယ်တစ်ခုပေါ့နောက်တစ်ခါ B အဓိပ္ပာယ်ကကြတော့ဗာလဲဆိုတော့ B အဓိပ္ပာယ်ကလည်းသူတွဲပုံတွဲနည်းကဒီမှာ bad dictionary ပေါင်းရှိမယ် bad day edu နောက်က bad nine ပေါင်းဥချိနီနဲ့ပေါ့ဆိုတော့သူကကြတော့ဘယ်လိုခါမှသုံးလဲဆိုတော့သူကကိစ္စရဲ့တစ်ခုကိုလုံနေစဉ်တော်တွင်းမှာသူမသိလိုက်ဖ ೇನೆ ပေါ့နော်ပြောနေရသူမသိလိုက်ခင်မှာပဲနောက်ကိစ္စရဲ့တစ်ခုကဖြစ်ပွားသွားတဲ့အခါကျမှသုံးတယ်ဆိုတော့ ribbon လေးတာဖတ်ကြည့်မယ် ribbon မှာဆိုရင် ongaku wo kite iru uchi ni nemute shimatta ဆိုတော့တချင်းနားထောင်နေစဉ်တော်တွင်းမှာပဲတဲ့အိပ်ပျော်သွားတယ်ချင်းနားထောင်တော်တွင်းမှာအိပ်ပျော်သွားတယ်ဆိုတော့ तू မသိလိုက်ပေါ့တချင်းနားထောင်နေနေပဲ तू မသိလိုက်ပဲနဲ့အိပ်ပျော်ရတယ်ပေါ့ဆိုတော့ဖြစ်ရတဲ့ခုဖြစ်နေရရှင်းမှာဖြစ်နေနေကိုမှမသိလိုက်ဖ ೇನೆ နောက်တစ်ခုကဖြစ်သွားတယ်ပေါ့အဲ့လိုမျိုးနောက်ကနံပါတ်2ကကြတော့ skoshi musukashi kyoku de mo renshu wo kasaneru uchi ni hikeru yo ni narimasu yo hikeru yo ni narimasu yo ဆိုတော့ skoshi တဲ့အနေငယ်ပေါ့နော်ခတ်တဲ့ kyoku ဆိုတေးသွားနေခတ်တဲ့တေးသွားဖြစ်ပေမဲ့လို့ renshu wo kasaneru ဟိဒီလေ့ကျင့်တာပေါ့ပုံမှန်လေ့ကျင့်တာကိုလုံနေစဉ်တော်တွင်းမှာပဲ hikeru yo ni narimasu yoတီးတက်သွားလိမ့်မယ်ပေါ့ပြောရမယ်ဆိုရင်လေ့ကျင့်နေစဉ်တော်တွင်းမှာပဲသူကကြာသွားတဲ့အခါမှာတက်သွားလိမ့်မယ်ပေါ့မသိလိုက်ခင်တော်တွင်းမှာပဲသူကတီးတက်သွားလိမ့်မယ်နေတိုင်းလေ့ကျင့်နေပေါ့ဆိုတော့နံပါတ်3က kigasaka nai uchi ni soto ga kurakunatte တတိမထားမိလိုက်ခင်မှာပဲတဲ့အပြင်ဘက်ကမှောင်သွားခဲ့ပြီဆိုတော့ညနေသွားရပေါ့နော်မှောင်သွားရတယ်ဆိုတော့အဲ့မှာလဲသူတတိမထားမိလိုက်ခင်မှာပဲနောက်ထပ်ဖြစ်တဲ့တစ်ခုကဖြစ်သွားရပေါ့အဲ့ခါကျတော့ဒါဆိုရင်ဥချိနီရဲ့အဓိပ္ပာယ်လေးကိုသိသွားမယ်လို့ထင်ပါတယ်ဒီ A အဓိပ္ပာယ်နဲ့ B အဓိပ္ပာယ်နဲ့ပေါ့နော်နှစ်ခုဆိုနောက်တစ်ခုထပ်ကြည့်မယ်ပေါ့နော်ဒီခုကလည်းအိုက်တာနီကလည်းမြန်မာလိုပြန်လိုက်မယ်ဆိုလို့ရှိရင်သူကအချိန်အတော်တွင်းပေါ့နော်စင်တော်တွင်းဆိုမှပြန်လို့ရအမတိုင်ခင်သူ့ရဲ့ဆက်စုကိုလေးတော့ဖတ်ကြည့်မယ်ဆက်စုခုက noun နော်အိုက်တာနီနောက်တစ်ခါ bad dictionary ជីရှော့ကေပေါ့နော် plus အိုက်တာနီက bad day edu တက bad nine ဖောင်းပေါ့နော်ကအိုက်တာနီနဲ့ကတ်တယ်ပေါ့နော်ကတ်တာကိုသူကကြတော့ဘယ်ချိန်မှာသုံးလဲဆိုသူကကိစ္စရဲ့တစ်ခုဖြစ်ပွားနေတယ်တစ်ခုအနေနဲ့ပေါ့နော်ကိစ္စရဲ့တစ်ခုဖြစ်ပွားနေတယ်အဲ့တစ်ခါဖြစ်ပွားနေတာကိုပေါ့နောက်တစ်ခြားကိစ္စတစ်ခုကလည်းဆက်လက်တောက်လျှောက်ဖြစ်ပွားနေတာပေါ့ဒါကဒီ A ဖြစ်နေစဉ်တော်တွင်းမှာပဲ B ဖြစ်ရကလည်းစက်တိုက်ဖြစ်နေပေါ့ဖြစ်နေဆိုပြီးမှ
ပြောလို့ရရပေါ့နော်ဒီပဲအခါကျတော့ဘိုးနားလေတော့ဒီ ribbon လေးကိုသားဖတ်ကြည့်မယ် ribbon ကโอกาสันက hirune wish တဲ့ iru aida အမေကနေလေနေခင်တည်တမို့အိတ်နေပေါ့နော်နေခင်အိတ်နေတဲ့အချိန်အိုက်ဒါအချိန်တော့တွင်းမှာပဲခိုးသုံးမတချီဝကလေးတွေကထဲရဘီကိုမီတေတာ TV ကြည့်နေခဲ့တယ်တဲ့ TV ကြည့်နေခဲ့တော့သူ့အမေအိတ်နေတဲ့တောက်လျှောက်နေလေခင်တစ်လျှောက်လုံးမှာဆိုရင်ဒီကလေးတွေကလည်း TV ကိုကြည့်နေခဲ့တယ်ကြည့်နေခဲ့တယ်ဆိုတော့ဒီဟာဖြစ်နေစီတော့နဲ့မှာဒီကိစ္စရဲ့နောက်ထပ်ဖြစ်ပွားကိစ္စရဲ့တစ်ခုလုံးကြီးပေါ့နော်အဲ့ဒါကိုပြောထား။နံပါတ်2ကဝါတရှိကဒီကိုတဲ့ဒုစုနောအိုက်ဒါကျွန်တော်ကခရီးသွားနေရပါတော့ခရီးသွားနေနေရုစုဆိုတာအိမ်မှာလူမရှိတာခရီးသွားနေရင်းနဲ့မှာအိမ်မှာလူမရှိတဲ့အိုက်ဒါတော့တွင်နဲ့ဥချီနိုအင်းနိုဆေဝါကိုအိုနေဂိုင်တကိနိုင်တဲ့ရှောကကျွန်တော်ရဲ့ခွေးလေးရဲ့ဟိုဆေဝါဆိုတော့ဆောက်ရှောက်ပေးဖို့နော်အိုနေဂိုင်တဲ့ရှောကဆောက်ရှောက်ပေးဖို့တောင်းဆိုလို့များရမလားပေါ့တောင်းဆိုလို့များမရဘူးလားပေါ့လို့ဆိုတော့သူခီးသွားနေတဲ့ခါကျအိမ်မှာလူမရှိပေါ့အဲ့တောက်လျှောက်တစ်ခုလုံးအဲ့ခီးသွားနေတဲ့တောက်လျှောက်တစ်ခုလုံးမှာဆိုလို့ရှိရင်သူရဲ့ခွေးကိုလည်းတောက်လျှောက်ကြည့်ပေးဖို့ပေါ့နော်တောင်းဆိုတာအဲ့ကြတော့အိုက်ဒါကကြတော့ဒီမှာသူက A ဖြစ်ရက်နဲ့ B ဖြစ်ရက်ရှိမယ်ဆိုရင် A ကလည်းဖြစ်နေစဉ်တော့ထဲမှာ B ကလည်းတောက်လျှောက်ဖြစ်နေတယ်ပေါ့အဲ့လိုပုံစံမျိုးဖြစ်တယ်နောက်ခါ3နဲ့4လည်းထပ်ပြီးကြည့်မယ်သူကကြအိုက်ဒါနီကိုတော့မှာအိုကာဆန်က iru ne wish တဲ့ iru အိုက်ဒါနီအမေကအိတ်နေစဉ်ဒေါ်တွင်ပေါ့နော်အိတ်နေစဉ်ဒေါ်တွင်ကိုခိုးသူမတချီဝအာဆိုဘီနီတေကာကေတာကစားဖို့အတွက်ထွက်သွားတယ်ကစားဖို့အတွက်ထွက်သွားတယ်တဲ့ဆိုတော့ခါကျသူကဒီမှာခုနအားပြန်ရှင်းကြည့်မယ်ဆိုအမေကဒီမှာအိတ်နေနဲ့ကိုမနောက်တစ်ခါသူကဒီကလေးကအပြင်မှာတောက်လျှောက်ဆော့ဖို့ပေါ့သွားတယ်ဒါပေမဲ့အဲ့ဒါကိုသူပြောတဲ့အကြောင်းအရာကြတော့ထွက်သွားရတယ်ဆိုတဲ့အပိုင်းလေးပေါ့ထွက်သွားတယ်တောက်လျှောက်ဆော့ဖို့အတွက်ခဏထွက်သွားရတယ်ဆိုတဲ့အပိုင်းလေးပြောပြဥပမာပြောမယ်ဆိုရင်ဆောနာပထမဆုံးဟာက A ဒီမှာက B ဒီလိုသွားတယ်နောက်ကဒီအိုက်ဒါနီကကြတော့ A မှာကဒီလိုလေးသွားနေဆိုရှင် B က B ပြည့်ရမှာပြောတာကဒီအပိုင်းလေးပေါ့ဒီအပိုင်းဒီကာလအပိုင်းခြားလောက်လေးကိုပဲဖော်ပြမျိုးအဲ့ခါမျိုးမှာသုံးတာပေါ့ဒါဝါတရှိကဒီကိုတဲ့ဒုစုနောအိုက်ဒါနီကျွန်တော်ကခရီးသွားနေတော့ပေါ့နော်ခရီးသွားနေတော့အိမ်မှာလူမရှိတဲ့အချိန်တော့တွင်နီဝါနီခုစာကတက်ဆန်ဟာအတဲ့ရှိမတာကျွန်တော်ခရီးသွားနေတော့မှာဆိုရင် channel မှာမြက်တွေကပေါက်နေခဲ့ပေါ့နော်မြက်တွေကတအားကိုပဲပေါက်လာခဲ့ရဲတဲ့ဆိုမှဟိုဒါအဲ့မှာဆိုလို့ပဲသူခရီးသွားနေတဲ့ကာလတစ်လျှောက်လုံးမှာဆိုရင်မြက်တွေကပေါက်လာမြက်တွေပေါက်လာတာကဒီကာလတစ်လျှောက်လုံးရဲ့ဒီကာလလေးထဲမှာဒီသီးထဲမှာပေါ့နော်ပေါက်သွားလည်းဖြစ်နိုင်တယ်ဒီထဲမှာဖြစ်တာလည်းဖြစ်နိုင်တယ်ပေါ့ပြောမှဆိုဒီတစ်လျှောက်လုံးကြီးကိုပြောတာမဟုတ်ဘူးဒီကာလတစ်လျှောက်လုံးထဲမှာဖြစ်တဲ့ကိစ္စရတဲ့သီးလေးတစ်ခုကိုပေါ်ပြချင်တာပေါ့ဒါမျိုးမှာသုံးတာပေါ့နော်သုံးတာဆိုတဲ့ခါကျတော့အဲ့ဆိုရင်တော့နည်းနည်းနားလည်မလားပေါ့နော်နားလည်မယ်လို့ထင်ပါတယ်နောက်တစ်ခုကတက်ကာရာဒေနိုင်တူတက်ကာရာဒေနာခဲ့တယ်ပါတက်ကာရာဒေနိုင်တူတက်ကာရာဒေနာခဲ့တယ်ပါဆိုတော့ကကြတော့သူကပေါ့ဘက်ကိုမလုံဖဲနဲ့ပေါ့နောက်ကကိစ္စတစ်ခုကိုလုံလို့မရဘူးဆိုတော့အငင်းပုံစံလေးပေါ့နော် negative ပုံစံလိုက်တဲ့ဟာမျိုးဆိုတော့သူ့ရဲ့ဆေးစုစုကကြတော့ဘတ်တက်ကာရာဖြစ်တဲ့ကြောင့်လို့ဘတ်တက်ဖောင်လေးပဲလိုက်မယ်ပေါ့ဘတ်တက်ဖောင်ပေါင်းကာရာဒေနိုင်တူတူမဟုတ်ဘတ်တက်ကာရာဒေနာခဲ့တယ်ပါဆိုရင်မှလိုက်မယ်အဲ့တော့ပိုးကြီးနားလဲသွားအောင်လို့ပေါ်ကရေပုံးလေးဖတ်ကြည့်မယ်ရေပုံးမှာဆိုရင်တန်အင်းနဲ့ဒီဆိုင်ဝင်တဲ့နေမှာပြောတယ် ikaka desu ka ဒါလေးကဘယ်လိုနေလဲပေါ့こちらの絵は素晴らしいですよဒီပကြီးကပေါ့နော်素晴らしいပြောင်မြောက်တယ်နော်ပြောင်မြောက်ပါတယ်ပေါ့ဆိုမှသူပြောနေတာပြောနေတာအခါကျခက်ခုဧည့်သည်ကနေမှာဆိုမှဆိုမှသဘောတူလိုက်တယ်ပေါ့နော်နောက်ခါ高いものなのでဈေးကြီးတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မို့လို့家族と相談してからでないと買うことが買うかどうか決められませんねဆိုတော့ပြောင်မြောက်တယ်ပေါ့ဒါပေမဲ့တာကိုက်မလို့ဈေးကြီးရဖြစ်တဲ့အတွက်ကြောင့်မလို့ဈေးကြီးတဲ့အရာဖြစ်တဲ့ကြောင့်မလို့မိသားစုနဲ့အရင်ဆုံးစိုးတန်းရှိတဲ့ကာရတဲ့နိုင်တော့မိသားစုနဲ့အရင်ဆုံးစိုးတန်းရှိတဲ့ကာရတဲ့နိုင်တော့အရင်ဆုံးမဆွေးနွေးမတိုင်ပင်ပဲနဲ့ပေါ့နော်ဝယ်မလားမဝယ်ဘူးလားဆိုတာကိုမဆုံးဖြတ်လို့မရပါဘူးတဲ့ဆိုတော့သူ့မိသားစုနဲ့သူကအရင်ဆုံးမတိုင်ပင်ပဲနဲ့ဒီဟာကိုဝယ်ဖို့ဆုံးဖြတ်လို့ကမရဘူးမရဆိုတော့အဲ့တော့အရင်ဆုံးသူကဆွေးနွေးတိုင်ပင်အောင်ပဲပေါ့ဆိုတော့တိုင်ပင်အောင်မယ်ဆိုရင်အခါကျတော့ဒီမှာဆိုဒန်စတေကာရတဲ့နိုင်တော့ဘတ်ကိုမလုပ်ဖဲနဲ့နောက်ကတခုအလုပ်လို့မရဘူးပေါ့လို့ပြောနောက်ကနံပါတ်1အွန်တန်မန်ကျော်အိုတိုတေကာရတဲ့နာခဲ့ရပါ車を運転してはいけないဒီ運転免許ဆိုဒါရေမောင်းလိုင်စင်ကိုတဲ့တိုတဲကာရမယူတိုတဲကာရတင်နေခဲ့တယ်ပါမယူဘဲနဲ့တော့ဗောနော်ရေမောင်းလိုင်စင်မရှိဘဲနဲ့တော့ဒီခူရူမာကားကိုမောင်းဖို့ဆိုတာကတော့မဖြစ်နိုင်ဘူးเนาะいけないမောင်းလို့မရဘူးဗောဆိုတော့ဒီရေမောင်းလိုင်စင်ရှိမှပဲနောက်ကဟာကိုလုပ်မယ်ဗောလို့ပြောချင်တာနောက်ကနံပါတ်3病気が治ってから出なければ激しい運動は無理だဆိုတော့ယောဂါကဗောနော်治ってから出なければဆိုတော့
တက်တာသွားပြီပေါ့နော်တက်တာမတက်တာသေးပဲနဲ့မတက်တာသေးပဲနဲ့တော့ပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုးလုပ်လို့ကတော့မဖြစ်ဘူးလုပ်လို့မရဘူးတဲ့ဆိုရင်မှဒီဗီဒီယိုလေးကအရှေ့ဘက်ကိုမလုပ်ဖ ೇನೆ နောက်ကဟာကိုလုပ်လို့မရဘူးဆိုရင်မှပြောထားပေါ့နော်အဲဆိုရင်နံပါတ်၄တခုနောက်ကလေးကိုဆက်သွားမယ်နံပါတ်၄ကကြတော့တူကိုရိုတာတူကိုရိုရဲ့သူရဲ့စိတ်စုဆိုကိုကကြတော့ bad dictionary ဖောင်ပါမယ် bad တဲ့ iru ဖောင်ပါမယ်ခါ bad တာတူကိုရိုပေါ့နော် bad ကိုအချိန်ခါ bad တော့မလို့ပဲအချိန်ခါမှာပေါ့အဲ့လိုမျိုးဘာသာပြန်လို့ရတယ်အဲ့ဒါကိုမှသူကdictionary ဖောင်မှာတူကိုရိုတာကလို့ရှိရင်ကြတော့အဓိပ္ပာယ်ကတစ်မျိုးဖြစ်မယ်နောက်တစ်ခါ bad တဲ့ iru ကိုသုံးရင်ကြတော့အဓိပ္ပာယ်တစ်မျိုးနောက်က bad တူကိုရိုတာတာဖောင်နဲ့တူကိုရိုတာနဲ့သုံးရင်ကြတော့တစ်မျိုးဖြစ်မယ်ပေါ့ပြောရမယ်ဆိုလို့ရှိရင် bad ဟို bad ဖြစ်ခင်ဖြစ်မယ် bad dictionary ဖောင်နဲ့ဆိုရင်ကြတော့ဒီ bad မလုပ်ခင်မှာ bad ဖြစ်ခင်လေးပေါ့လို့ပြောလို့ရပြီမှာ bad တဲ့ iru ဆိုလို့ရှိရင်ကြတော့ bad လုပ်နေစဉ်တော့တွင်နောက်ကတာဖောင်နဲ့ဆိုရင်ကြတော့ bad လုပ်ပြီးခါစ bad လုပ်ပြီးခါစအချိန်ခါလေးမှာပေါ့ဖြစ်တဲ့ဆိုတော့အချိန်ကိုပြောပြရပေါ့အချိန်ကိုပေါ်ပြရပေါ့နော်ဆိုတော့မိကုန်းraven လေးကိုတားဖတ်ကြည့်မယ် raven မှာဆိုရင် docket တော့ရတယ်မမနာကုထိုဘီတာတိုကိုရိုဒက်ခင်ဂျောနောရှွန်ကန်ဒက်ဆိုတော့ rocket ပေါ့နော်ဒီဒုံးပြန်ပေါ့ဒုံးပြန်ကတိတ်မကြခင်မှာပဲလွတ်ပါတော့မယ်တဲ့ဆိုတော့မဖြစ်သေးဘူးလွတ်တော့မယ်ခင်ဂျောနောရှွန်ကန်ဒက်စိတ်လှုပ်ရှားစရာကောင်းတဲ့အချိန်ဖြစ်ပါတယ်တဲ့ဆိုမှအဲ့ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်မှာဂျီရှော့ကေးလေးနဲ့ပေါ့နော်ဂျီရှော့ကေးဘတ်ဖောင်ဂျီရှော့ကေးတိုကိုရိုနဲ့ဂျီရှော့ကေးတိုကိုရိုနဲ့ဆိုတော့ဒါကမလုတ်ခင်လေးပြစ်ခင်လေးဆိုမှပြောတာနံပါတ်2ကじゃ時間中隣の人の答えを見ているところを先生に注意されたဒီမှာဆိုရင်ကြတော့တဲ့ဤရုတကိုရိုဆိုတော့နေစဉ်တော့တွင်ဖြစ်နေစဉ်တော့တွင်ပေါ့နော်ဖြစ်နေစဉ်တော့တွင်ဆိုတော့ဒီမှာစာမွေးဖြေနေစဉ်နဲ့သူကဘေးနားမှာရှိတဲ့သူရဲ့အဖြေကိုကြည့်နေစဉ်တော့တွင်မှာပဲဆရာစီကနေပြီးမှသတိပေးခြင်းကိုခံရတယ်သတိပေးခြင်းခံရဆိုဒီမှာဆိုရင်သူကဒါကိုမြင်ကြည့်နေစဉ်တော့တွင်လေးပဲဖြစ်သွားအပေါ်ကကြတော့လွတ်တော်မှာမလွတ်သေးဘူးပေါ့နော်ဒုံးမြန်ကိုလွတ်တော်မှာဖြစ်တဲ့အချိန်ခါလေးဒီကကြတော့ကြည့်နေစဉ်ဖြစ်တဲ့အချိန်ခါလေးအဲ့ဒါက3ကကြတော့楽しみにしていたテレビドラマが始めたところで電話が鳴ったဆိုဒီမှာဆိုလို့ရှိရင်လဲ तू ဗာလဲ तू ကြည့်ရတယ်ပေါ့နော် तू 楽しい तू ပြောရှင်းရှင်းနဲ့ကြည့်ရတယ် तू ကြည့်ရှင်တဲ့ဒရမာလေးပေါ့နော်ဒရမာကစပြီးတော့ပြခါစားပဲရှိသေးတယ်ဆိုတော့ဘတ်တာတကူရနဲ့ဆိုတော့ဖြစ်ခါစားဖြစ်ပြီးခါစားပေါ့နော်ပြခါစားပဲရှိသေးတယ်ဖုံးကဝင်လာတယ်နောက်ခါနံပါတ်4ケーキが出来上がったところへ子供たちが帰ってきたဒီကိတ်မုံကိုပေါ့နော်ကိတ်မုံကဖုတ်ပြီးခါစားအချိန်မှာပဲကလေးတွေကအိမ်ကိုပြန်လာခဲ့တယ်ဆိုတော့အဲ့ခါကျတော့အဓိပ္ပာယ်ကတော့လူလေးကွာရဲပေါ့ကွာတာကိုနံပါတ်1ရဲ့2ရဲ့3ရဲ့သူတို့ရဲ့အဓိပ္ပာယ်ဘတ်3မုံဘတ်နောက်ကကတ်တဲ့ဟာပေါ့မူတည်ပြီးမှအဓိပ္ပာယ်လေးကနည်းငယ်စီကွာသွားရဲဆိုတာကိုနည်းငယ်နားလည်သွားလိမ့်မယ်လို့ထင်ပါတယ်။はい、今日はここまでです。